ဆွပြုတ်ပြုတ်ပြီဘူးဆိုဒါဆွပြုတ်ပြုတ်တယ်ဟဲဟိုကကတ်သွားတွေ့လားကြားလားလေးကတ်သွားကြားတယ်ငါကျွန်တော်တို့ဆိုရင်လာပြင်မှုအဲ့ဒါပေါ့မားလေနဲ့ Pro PP25 ဒါကတ်နဲ့ကျွန်တော်တခါပြောဖို့တဲ့ Advanced Home Appliance Repair ဆိုတာဒီလိုဟာတွေပြောတာ circuit ပါတယ်ဒါ power supply circuit ဟောဒီမှာ control circuit ပါတယ် control circuit 5 volt ပေါ့နော်ဟောဒီအားလာတာဘာမှချွေထူးမဟုတ်ဘူးစားကောင်းတဲ့အတီးလို့ခေါ်တယ်ဒီကြိုးလေး connection ကြိုးလေးခြောင်တာ connection ကြိုးလေးခြောင်တာထုတ်ပြအဲ့တော့တိုင်းပြမလားအဲ့ခဏဖြုတ်လိုက်လားဒီလိုကြောက်တစ်ဘက်လာလိုက်ဒီဘက်ကလာလိုက်ပါဆိုခိုးဘက်ကသွားနေဒီမှာပေါင်ပေါ်တင်လိုက်ဒီ circuit ကိုကောင်းမကောင်းတိုင်းပြမယ် circuit ကောင်းလားမကောင်းလားကျွန်တော်တို့ analog meter into one scale မှာထားတယ်နော် into one scale မှာထားတယ်ရအဲ့လိုမြင်ရတယ်လေဟောဒီမှာ capacitor ရှိတယ်ကျွန်တော် capacitor ရှိတယ်အဲ့ capacitor ကို analog meter နဲ့ထောက်မှားထောက်ရင်ဘာမှလုပ်မလို့မှန်ရင်အလုပ်လုပ်မိထားလိမ့်မယ်ဒါ circuit ကောင်းလားမကောင်းလားကောက်ဆန်းလိုက်အဲ့တော့ဒီကလိုလေးတွေကဘာလဲဆိုမသိဘူးဆိုရှင်ကျွန်တော်တို့မီးပုံမှာကြည့်လို့ရမီးပုံမှာတော့ဖတ်လို့ရမီးပုံတော့ဖတ်လိုက်မဆိုတော့ဒါဆိုရှင်ဘာရေးထားရလဲဟိုဟင်းချက်တာပေါ့နော်ဗမာလိုရေးထားဟင်းချက်တာဒါကြောင့်ကိတ်မုတ်ဖုတ်တာဒီဘက်ကန်လာလိုက်အဲ့တော့နှိပ်ကြည့်လိုက်လို့ရှင် program ဝင်သွားမယ်ဒါလွတ်သွားပြီအခလုတ်လေးနှိပ်ကြည့်ပေါ့မကောင်းတဲ့ဒီခလုတ်တွေ push button လေးမကောင်းဆိုရှင်နှိပ်မရအဲ့ဒါဆိုတော့ button လေးလဲပြအခုဆိုကောင်းတယ်ဆိုဒီကောင်နှစ်ချက်ပြန်နှိပ်ပြီးတော့ reset ချပြီးရဒါဆိုရင်ကောင်းတယ်ခလုတ်လည်းကောင်းတယ်ဒီ IC ပြည့်ရင်နည်းနည်းတော့ရှားခဲ့တယ် IC နံပါတ်သိချင်သူ့ဖြုတ်ဘိုက်လှန်ကြည့်မှာဘိုက်အောင်မှာ IC နံပါတ်ပါတယ်ဒါတော့တိုင်မှာပေါ့နော်တိုင်မှာပြီးတာကတ်ကောင်းမကောင်းအဲ့လိုတော့ဆန်းလို့ရတယ်ဒါဆိုကျွန်တော်ဝါသနာရှင်မိတ်ဆွေတွေလေ့လာလို့ရတယ်ပေါ့နော်ကျွန်တော်ဘာမှမဟုတ်ကယ်ဘယ်ဆာတစ်လုံးပါတယ်ဒီလို control ကတ်တိုင်းမှာကယ်ဘယ်ဆာတစ်လုံးပါတယ်အဲ့ကယ်ဘယ်ဆာမှာအပေါင်းလုံးမှန်အောင်ကောက်ထောက်လိုက်တာမှားလည်းဘာမှမဖြစ်ဘူးဘာလို့လဲ analog meter ကပါဝါလေးတီးလေးမနော်မှန်လို့ရှိရင်အဲ့လိုပြီးလင်းတာဒီလိုနဲ့ဆန်းလို့ရဒါမှမဟုတ်ရှင်လည်း analog meter အားနည်းနေဆိုရှင် power supply နဲ့ 5 volt ကျွေးလည်းရတယ်တူပဲကြက်တက်လိုက်ဦးလာဟာထိုးပြီးဖွင့်ကြည့်မယ်နော်နိုင်လို့ရတယ်ခိုက်ဖို့ပဲရှင်ကိုင်နောက်ကိုကိုင်တော့ရတယ်နောက်ဟုတ်အဲ့တော့ပြန်လာနေနော်ဟို release ကောက်တက်ကတ်သွားတယ် release ကောက်သွားရင်ဒီကိုင်ပူလိမ့်မယ်အော်ကျွန်တော် Advanced Home Appliance Repair ဆိုဆောက်ထဲမှာကျွန်တော်ထည့်ရေးချင်တာဒါပေမဲ့ Advanced ဆောက်ဖြစ်တော့ဝယ်မဲ့လူနေတော့ကျွန်တော် page တောင်းလို့ရှိရင် website ကပဲကျွန်တော်ရေးပြီးတော့အခမဲ့တင်ပေးဖို့စိတ်ကူးထားတာပေါ့နော်